မင်္ဂလာပါရှင်ကျန်ဒီပါဒီနေ့ရတော့ဘောနော်ဒီ Sakura School ရဲ့မှာမြန်မာဝစ်စုံလုံးကြီးလေးကိုလာပြီးတော့ပြပြရဖြစ်ပါရှင်။မှာဥဆုံးဘောနော်ဒီကဲကိုသူ့ရဲ့အခဏသူ့ရဲ့ဒီအိမ်တဲကိုခေါ်သွားရပါမယ်နော်။လို့ရှိရမှာဒီ chain close ဆိုတာလေးအားမှာတွေ့ပါမယ်။အားလေးနှိပ်ပါ။နှိပ်ပြီးတော့လို့ရှိရင်ဘောနော်အမှအများကြီးတွေ့ပါလိမ့်မယ်။အခဏဟာအမအောက်ကိုနည်းနည်းဆွဲပါနော်အမဒီဟာလေးတိပါမယ်ဒီတန်တော့မပြောတတ်လို့ပေါ့နော်ဒီလိုလေးပဲလုပ်ကြလိုက်ပါခုကြထားကြလေးနှင်းလိုက်ပါနော်တို့ဒါမြန်မာငွေဆောင်ဖြစ်တတ်ပါပြီဒီဟာလေးပါတို့ရှင်ပြင်ပြန်ထွက်ပါနော်ပြင်ပြန်ထွက်လိုက်ပါပြင်ပြန်ထွက်ပြီးတော့ရှင်ပေါ့နော်ဒီမီနူရဲကိုဝင်လိုက်ပါအဲ့မီနူဝင်လိုက်ပေါ့နော်တကယ်မီနူရဲဝင်လိုက်ပါမီနူရဲဝင်ပြီးတော့ဆိုရှင်ပေါ့နော်ဒီ PROPS From ဆိုတာလည်းနှိပ်ပေါ့နော်အဲ့လေးနဲ့လည်းပါနှိပ်ပြီးရင်တော့မနော်အမဒီလိုမျိုးလေးတွေ့ပါမယ်နော်ဒီလိုမျိုးလေးသိပါမယ်အမဒီ chair ID ဆိုတဲ့ဟာလေးနှိပ်ပါအားဒီချက်နှိပ်ပါနော်နှိပ်ပြီးတော့ဆိုရှင်တော့ဒီလိုမျိုးလေးအမဘာလို့အဲ့လိုမျိုးလေးပေါ်ပါမယ်အဲ့လိုမျိုးဆိုတော့ဒီအောက်ကိုနည်းနည်းဆွဲပါဆွဲရမှာနော်အမဒီအောက်ဆုံးမှာကွာဒီအမ x အပေါင်းရယ် y အပေါင်းရယ်ဆိုပြီးရှိပါတယ်အမx အပေါင်းကကျတော့ဒီလိုလှည့်ရပါတော့အဲ့လိုမျိုးလေးလှည့်သွားတယ် y အပေါင်းကကျတော့ဒီ y အပေါင်းထပ်ခါနှိပ်ရမှာပေါ့နော်ဒီ y အပေါင်းထပ်ခါနှိပ်လို့ရှိရင်တကယ်မြန်မာဝတ်ဆောင်ရပါတယ်ထပ်ခါနှိပ်ပြီးပေါ့နော်အဲ့လိုမျိုးလေးထပ်ခါနှိပ်ပြီးပါအဲ့လိုမျိုးခုနကမြန်မာဝတ်ဆောင်ဖြစ်တာပြီရှင်မြန်မာဝတ်ဆောင်လှလေးပေါ့နော်အရင်လိုက်ပါတယ်ဒါလေးဆိုဒါတော်တော်လေးလာပါရှင်ဒါလေးလုပ်ပြပေးလိုက်ပါဟောကြည့်ကွာအမှလုံးဝချစ်စရာလေးပါလို့ရှင်တော့ထပ်ပြီးလုပ်ပြပါအောင်မယ်ဖောင်းကြည့်နေတယ်လားဒီရောက်သွားပါနူးရပြန်သွားလို့ရှင်မနော်အမဝိုင်းပေါင်းဒီဝိုင်းပေါင်းလေးကိုထပ်နှိပ်ပါနော်နှိပ်ပြီးတော့ထပ်ညမဝှဆုံးတက်ဆုံးထည့်ရပါပြီနောက်ထပ်နှိပ်ဦးပါနော်နောက်ဆုံးဟာဒီစုံထည့်ရပြီပေါ့နော်ဟာအများကြီးပဲပေါ့နော်တော်တော်ကြီးလည်းမိုက်ပါရှင်အားကြောင့်မလို့စားမိလို့ကြည့်ကြအောင်အလုံးကြည့်ပါဆိုတော့အားလုံးပဲဘိုင်ဘိုင်ပါရှင်